မင်္ဂလာပါဒီနေ့မှာကျွန်တော်ဆွေးနွေးမယ့်အကြောင်းအရာကတော့2025ခုနှစ်ရဲ့အကောင်းဆုံးဒါပေမဲ့လူပြောအနည်းဆုံးဖြစ်နိုင်တဲ့ရုပ်ရှင်တကားအကြောင်းပဲဖြစ်ပါတယ်ဒါကတော့ Yugos Lanthimos ရိုက်ကူးထားတဲ့ Buonia ပါကျွန်တော်ဒီဇာတ်ကားကို Quiet Made His Best Film လို့ပြောရတဲ့အကြောင်းရင်းကတော့ Film Twitter လိုမျိုး Social Media ပေါ်ကဝေဖန်ရေးသမားတွေကဒီကားကိုအကောင်းဆုံးလို့လက်ခံကြမှာမဟုတ်လို့ပါပဲဝေဖန်ရေးဆရာအများစုကဒီကားကိုနားမလည်ကြပါဘူးဒါပေမဲ့တေချာတာတစ်ခုကတော့ဒီကား Lanthimos ရဲ့ net shine ဆုံးစိတ်ဝင်စားစရာအကောင်းဆုံးနဲ့ Hollywood ရဲ့အကြိုက်လိုက်မထားပဲဖန်တီးထားတဲ့လက်ရာတစ်ခုဖြစ်ပါတယ်ရုပ်ရှင်ကားကြီး Editan လိုပါပဲဘူကွန်နီယာကသူ့ခေတ်ထက်ရှေ့ပြေးလွန်းနေပါတယ်နောက်နှစ်ပေါင်းများစွာကြာတဲ့အခါလူတွေကဒီကားကိုပြန်ကြည့်ပြီးဒီကား American လူဖွဲ့စည်းရဲ့ပုံရိပ်စစ်ကိုထင်ဟပ်နေတာပါလားလို့ပြောကြမဲ့စကားမျိုးပါဝေဖန်ရင်းသုံးသပ်ချက်တွေကိုဖတ်ကြည့်လိုက်ရင်လူများစုကဒီကားရဲ့ဆိုလိုရင်းကိုသဘောမပေါက်ကြတာတွေ့ရပါလိမ့်မယ်ဒါမှမထူးဆန်းပါဘူးဘာလို့လဲဆိုတော့ Flint Twitter ရဲ့ Hollywood ရဲ့ Oscar ဖွဲ့စည်းရဲ့ဆိုတာကဘယ်လို့ခေါ်တဲ့သူတို့ဖန်တီးထားတဲ့ပူပေါင်းကဘာလေးထဲမှာပဲနေကြလို့ပါပဲပြင်ပကဘာအမေရိကန်ပြည်သူတွေရဲ့ဘဝစစ်မှန်သတင်းတွေကသူတို့စီကိုမရောက်ပါဘူးသူတို့ကပြင်ပကဘာနဲ့အဆက်အသွယ်ဖြတ်ထားကြတယ်ဒီလိုအမှန်တရားကိုမမြင်နိုင်မပြောရဲကြတဲ့အခြေအနေကသူတို့ကိုအများကြီးနစ်နာစေပါတယ်လွန်ခဲ့တဲ့10နှစ်လောက်ကစတင်ခဲ့ပြီး2020မှာအထွတ်ထိပ်ရောက်ခဲ့တဲ့ The Great Awakening လို့ခေါ်တဲ့လှုပ်ရှားမှုကြီးက Hollywood ကိုဝါမျိုးသွားခဲ့ပါတယ်အခုဆိုရင် Hollywood ကပြည်သက်တွေဘာကြီးကျင်လဲဆိုတာထက်ပြည်သက်တွေဘာကြီးတင်လဲဆိုတာကိုဆရာလုံးတင်ပြနေတဲ့စကားတွေပဲထွက်လာပါတော့တယ်ဒါပေမဲ့ဘူကိုနီယာကတော့မတူပါဘူးဒီကားကလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေမှန်ကိုရဲဝံ့ဝံ့ပြောပြထားတဲ့ရှားပါရုပ်ရှင်တကားပါကိုကစပြီးစသိမ်းပိုင်းကြောင်းပြောမှဖြစ်လို့ spoiler မဖြစ်ချင်တော့ဒီနေရာမှာရပ်ထားနိုင်ပါတယ်ဒါပေမဲ့ဒီကားရဲ့အကောင်းဆုံးပိုင်းကစသိမ်းခန်းပါပဲကြည့်လိုက်ရင်ဒီကားက Jesse Plemons တရုပ်ဆောင်ထားတဲ့ပူပေါင်းကြံစည်မှု theory သမား conspiracy theorist တယောက်အကြောင်းပါသူက Emma Stone ကိုဂျိုဒါလို့ထင်ပြီးဖမ်းဆီးထားတယ်နှိပ်စက်တယ်နောက်ဆုံးမှာ Emma Stone ကညံစင်ပြီးထွက်ပြေးလွတ်မြောက်သွားတယ် Jesse Plemons ရဲ့အိမ်မှာလူတွေလောင်းနေတွေ့ရတော့ပြည်သက်တွေကဒီကောင်ယူနေတာပဲလို့ထင်သွားကြမှာပါဒါပေမဲ့တကယ်တမ်းကျတော့ Emma Stone ကတကယ်ဂျိုဒါဖြစ်နေပါတယ်သူကလူသားတွေကကယ်တင်လို့မရနိုင်တော့တဲ့အခြေအနေမျိုးကဘာမျိုးကိုဖျက်ဆီးပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Lanthimos ရဲ့စက်သိန်းကအရန်ကိုပျောင်မြောက်ပါတယ်။လူသားမျိုးနဲ့တစ်ခုလုံးပျောက်ကွယ်သွားတဲ့ Stay Life ပကြီးကားတစ်ချက်လိုပါပဲ။တကယ်တော့ Emma Stone ရဲ့ဇက်ကောင်ကတာမန်ကြိုးသားမဟုတ်ပါဘူး။သူမ Great Feminization နဲ့ဒီခေတ်ကြီးရဲ့အထက်တန်းစား corporate executive တယောက်ကိုကိုစားပြုနေပါတယ်။သူမလူဖွဲ့စည်းကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားနေသူပါ။ Jesse Plemons ကကြတော့သူကမိန်းမလားလေးတယောက်ကိုဖမ်းချုပ်ချင်နေတဲ့အထီးကျန်မျိုးသားတယောက်တတ်မဟုတ်ပါဘူးသူကလက်ရှိလူဖွဲ့စည်းရဲ့ဘေးဖယ်ထုတ်ခြင်းခံထားရတဲ့လက်ဝဲရင်းတွေရဲ့စိတ်ကူးရင်ကပါထဲမှာနေရာမရှိတော့တဲ့တာမန်လူဖြူမျိုးသားတယောက်ကိုကိုစားပြုပါတယ်ဒီနေရာမှာပြည်သက်တွေစိတ်ဝင်စားမဲ့အချက်တစ်ခုကိုပြောပြချင်ပါတယ်အဲ့ဒါကတော့ဘူကိုနီယာ2003ခုနှစ်ကထွက်ခဲ့တဲ့နာမည်ကြီးကိုရီးယား cult classic ရုပ်ရှင်ဖြစ်တဲ့ Save the Green Planet ကိုပြန်လည်ရိုက်ကူးထားတဲ့ remake လားဆိုတဲ့မိကုန်းပါပဲအဖြေကတော့ဟုတ်ပါတယ်ဒါပေမဲ့ Yugos Lanthimos ကမူရင်းစကားရဲ့ခန္ဓာကိုယ်ယူထားပေမဲ့နှလုံးသားနဲ့အုံနောက်ကိုတော့အသစ်လဲထားပါတယ်ဒီနှစ်ကားရဲ့အဓိကကွဲပြားခြားနားချက်ကတော့ focus အာရုံစိုက်မှုပါမူရင်း Save the Green Planet 2003မှာတော့ကဒါရိုက်တာချန်ချွန်ဝမ် climate change ရာသီဥတုဖောက်ပြန်မှုနဲ့လူသားတွေတဘာဝတရားပေါ်ရက်စက်မှုတွေကိုအဓိကမိမောင်းထိုးပြခဲ့ပါတယ်စက်ကောင်တွေကအရန်ကိုစိတ်လိုရှားလွယ်ပြီး manage energy နဲ့ပြည့်နှက်နေတဲ့ deck comedy ပုံစံပါ Yugos Lanthimos ရဲ့ Buonia 2025မှာကျတော့မူရင်းတွေက climate change ဆိုတဲ့အငွေ့သက်ပါဝင်နေသေးပေမဲ့ဒရိုက်တာကအဲ့ဒါထက်ကာချာဝါရင်ကျေးမှုစစ်ပွဲနဲ့ American နိုင်ငံရေးအယူဝါဒကွဲပြားမှုတွေကိုပိုပြီးလေးပြီးထားပါတယ်မူရင်းထဲမှာကဘာကြီးဖြစ်စီရတာလူသားတွေရဲ့လောဘကြောင့်လို့ဆိုလိုခဲ့ပေမဲ့အသစ်မှာတော့ Lanthimos ကလက်ဝဲရင်းအယူဝါဒတွေနဲ့စုပေါင်းဝါဒတွေကြောင့်လူဖွဲ့စည်းဖြစ်စီလာပုံကိုတည်တော်ထားတာတွေ့ရပါတယ်Jesse Plemons ရဲ့ဇက်ကောင်ကမူရင်းထဲကလို့ယူသွအော်ဟစ်နေတဲ့သူမဟုတ်ပဲခေတ်ရည်စီချောင်းကနေဖယ်ထုတ်ခံရရတဲ့အေးဆက်ဆက်တည်ငြိမ်ပြီးနာကျင်ခံစားနေရတဲ့အမျိုးသားတစ်ယောက်ဖြစ်ပုံဖော်ထားပါတယ်။ဒါကြောင့်ဒီကား remake ဆိုပေမဲ့မူရင်းကိုပုံတူခွက်တီကူးချတာမဟုတ်ပဲလက်ရှိ2025ခုနှစ် American လူဖွဲ့စည်းနဲ့ကိုင်းညီအောင်ပြန်လည်မွေးဖွားလာတဲ့ reimagination လက်ရာတစ်ခုလို့ပြောရင်ပုံမှန်ပါလိမ့်မယ်။ဒီစကားရဲ့အနှစ်သာရကဂျိုသားကတတ်မဟုတ်ပါဘူး။ဒါလက်ဝဲရင်းနဲ့စုပေါင်းဝါဒကြောင့် American လူဖွဲ့စည်းဘလို့ဖြစ်ပျက်နေလဲဆိုတာကိုပြသနေတာပါနုပညာဆိုတာအမှန်တရားကိုဖော်ထုတ်ရမယ်ဒါပေမဲ့ခုခေတ် Hollywood က score လို့ခေါ်တဲ့အမှားရှာဝေဖန်သူတွေကိုကြောက်ပြီးနုပညာကိုအယူဝါဒအဖြစ်ပြောင်းလဲလိုက်ပါပြီဒါ
ဒါပေမဲ့ hit core က sensor တွေကိုကြော်ပြီးရိုက်ခဲ့တယ်လို့မျိုးဘူဂိုနီးယားနဲ့ Editon ကလည်းဒီခေတ်ရဲ့ World ယဉ်ကျေးမှုကိုပါပါနက်နက်နဲ့ဝေဖန်ထားပါတယ်စဉ်းစားကြည့်ပါ World ဖြစ်တဲ့ဂျိုသားတွေကဘာကိုရောက်လာပြီးလူသားတွေကိုပိုကောင်းပိုမှန်ကန်ပို inclusive ဖြစ်အောင်ပြင်ဖို့ကြိုးစားတယ်ဒါပေမဲ့ Jesse Plemons လိုအမျိုးသားတယောက်ကပဲတခုခုလွဲနေပြီဆိုတာကိုသတိထားမိတယ်ဒီကနှစ်ဖက်လုံးကိုလှောင်ပြောင်ထားတာပါတစ်ဖက်မှာကလူသားတွေကိုပြည့်စုံအောင်လုပ်ချင်နေတဲ့မရရင်ဖြက်စီးပြစ်မဲ့လက်ဝဲရင်းတွေရဲ့စိတ်ကူးရင်အိမ်မက်နောက်တစ်ဖက်မှာကယဉ်ကျေးမှုစွန့်ပစ်တာခံရလို့တန်တရားတွေများပြီးအမောင်ဘက်ကိုရောက်သွားတဲ့လက်ရရင်းတွေရဲ့ဒေါရJesse Plemons က chemical castration ဆေးဝါးဖြင့်တင်းဖို့ခြင်းကိုခံယူထားတယ်။ဘာလို့လဲဆိုတော့သူဘယ်တော့မှမရနိုင်မဲ့အရာတွေကိုလိုချင်တတ်မှတ်နေတဲ့စိတ်ဒုက္ခလွတ်မြောက်ပြီးသူ့ရဲ့ mission ကိုအာရုံစိုက်နိုင်ဖို့လေ။သူကယူနေတယ်လို့ထင်ရပေမဲ့တကယ်တမ်းတော့သူကလူဖွဲ့စည်းကဖယ်ထုတ်ထားတဲ့သူဖြစ်တဲ့အတွက်တခြားလူတွေမမြင်နိုင်တဲ့အမှန်တရားကိုမြင်နေရတာဖြစ်နိုင်ပါတယ်။ဇာတ်သိမ်းပိုင်းမှာအကြီးမားဆုံး Irene ကန်ချမာရဲ့လှောင်ပြောင်မှုကိုတွေ့ရတယ်။ Emma Stone ရဲ့စံနှုန်းတွေကအယမ်းမြင့်မားလွန်းတော့လူသားတွေကမလိုက်မီနိုင်ကြပါဘူး။ဒါကြောင့်လူသားမျိုးနွယ်တစ်ခုလုံးကိုဖျက်ဆီးပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Lanimos ပြသွားတဲ့မြင်ကွင်းကကြက်တီးထားစရာပါပဲ။အောက်ဆီဂျင်မပြတ်ခင်စက္ကန့်ပိုင်းအလိုကလူသားတွေရဲ့ပုံရိပ်တွေကမ်းခြေမှာပန်းဖြစ်နေသူတွေအမိုက်ပုံတွေကဆင်းရဲသားတွေအလုံးလုံးနေသူတွေဖျားရှိခိုးနေသူတွေအားလုံးကတမဟုတ်ချင်းအဆုံးသတ်သွားပါတယ်။ One Wealthy Everland သူတို့ဘယ်တော့မှသင်ခန်းစာယူကြမလဲဆိုတဲ့တခြင်းတန်နဲ့စက်သိမ်းသွားပါတယ်အဖေက never ဘယ်တော့မှပါပဲကျွန်တော်တို့ဘယ်တော့မှပြည့်စုံမှာမဟုတ်ပါဘူးကျွန်တော်တို့ကနေ့စဉ်ရုန်းကန်နေရတဲ့တာမန်လူသားတွေပါပဲဂျိုသားကြီး higher beings ကိုပြတဲ့အခါလိမ်မဲနေတဲ့အရာတွေဖြစ်ပြထားတယ်ခေါင်းဆောင်တွေကအမျိုးသမီးတွေနဲ့လူမဲတွေဖြစ်နေပြီးလူဖြူအမျိုးသားလုံးဝမပါပါဘူးဒါက World Mandate ကိုလိုက်နာတာမဟုတ်ပဲလက်ရှိယဉ်ကျေးမှုအခြေအနေကိုတည်တော်ထားတာလို့ကျွန်တော်မြင်ပါတယ်ဒါဆိုရင်အဆုံးသက်ကရောတူလားလို့မေးစရာရှိပါတယ်အဖြေကတော့ရလက်ချင်းတူပေမဲ့ခံစားရပုံချင်းကွာခြားပါတယ်စကားနှစ်ခုလုံးမှာအမျိုးသမီးဂျိုသားကလူသားတွေကိုဆန်းသက်ဆက်ဆေးပြီးနောက်ဆုံးမှာလူသားတွေကကယ်တင်လို့မရနိုင်တော့ဘူးလို့ဆုံးဖြတ်ပြီးကဘာမြေကိုတန်းစင် white out လုပ်လိုက်တာချင်းတူပါတယ်ဒါပေမဲ့ကွဲပြားသွားတာ Lanimos ရဲ့တင်ဆက်ပုံပါပဲမူရင်း2003မှာတုန်းကအဆုံးသက်ကပိုပြီးကြမ်းတမ်းပြီးပောက်ကွဲရပြင်းထန်ပါတယ်လူသားတွေကကဘာမြေကိုဖျက်ဆီးခဲ့လို့သူတို့ကိုယ်တိုင်ပြန်ပြီးဖျက်ဆီးခံလိုက်ရတာမျိုးပါ action ဆန်ပြီးထိတ်လန့်စရာကောင်းတဲ့အဆုံးသတ်မျိုးဖြစ်ပါတယ်ဘူဂိုနီးယား2025မှာတော့ Lanimos ကဒီလောက်ဆူညံပွဲလို့ရိုက်မနေပါဘူးရှေ့မှာပြောထားလို့ပဲဂျိုသား Emma Stone ကကဘာမြေကိုအုံမိုးထားတဲ့ဘယ်ဘယ်လေပူပေါင်းကိုဖောက်လိုက်တဲ့အခါအောက်ဆီဂျင်ပြတ်တောက်သွားပြီးလူသားတွေငြိမ်သက်စွာတိတ်ဆုံးသွားကြတဲ့ပုံစံပါထရိုက်တာကကဘာကြီးပောက်ကွဲသွားတာကိုမပြပဲ stay light လို့ခေါ်တဲ့ငြိမ်သက်နေတဲ့ပကြီးကားတစ်ချက်လိုမျိုးရိုက်ပြသွားပါတယ်ကမ်းခြေမှာပန်းဖြစ်နေသူတွေအလုံးလုံးနေသူတွေဆင်းရဲသားတွေအားလုံးကသူတို့လုံလက်စအလုပ်တွေနဲ့ပဲအချိန်ခဏလေးတွင်မှတတ်မဲ့သွားကြတာပါဒါကဘာလို့ဆိုလို့လဲဆိုတော့မူရင်းကတဘာဝပတ်ဝန်းကျင်ပျက်စီးမှုကိုအော်ဟစ်တရီပေးတဲ့အဆုံးသတ်မျိုးဖြစ်ပြီးဘူဂိုနီးယားကတော့လူသားတွေဟာ world culture နဲ့နိုင်ငံရေးစံနှုန်းတွေကြားမှာမွန်းချက်ပြီးအဆုံးသတ်သွားရတဲ့ပုံစံမျိုးကိုတိတ်ဆိတ်ငြိမ်သက်စွာနဲ့ poetic ဆန်ဆန်ဖော်ပြသွားတာဖြစ်ပါတယ်ညီကုန်းချုပ်ရရင်တော့ဘူဂိုနီးယားဒီနေ့ရဲ့အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ခါပါအဒီတန်နဲ့ဘူဂိုနီးယားနှစ်ကားလုံးက screenplay စံညွှန်းစုရကိုရတဲ့မှာဒီကကျွန်တော်တို့ရဲ့ခေတ်ကြီးရဲ့လွယ်မားနေတဲ့အမှန်တရားတွေကိုထိုးဖောက်ပြသနေပါတယ်ကြည့်ရတာတခါတလေခက်ခဲကောင်းခက်ခဲနိုင်ပေမဲ့ဒါအမှန်တရားပါပဲကဘာကြီးကတော့ဒီမှန်တရားကိုမမြင်ကြအောင်စောင့်နေပါလိမ့်မယ်ပြည်သက်ကြီးရောဒီရုပ်ရှင်ကိုကြည့်ပြီးဘယ်လိုမြင်လဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်